လုံးမမိကြလားမသိဘူးနော်ချူမီမနေ့က treatment ဝိုင်းလေးလိုက်ပြီးတော့မနေ့ကျရင်ခေါင်းချော်မဲဆိုပြီးတော့ပြသွားတယ်ပေါ့နော်အခုချူမီဒီမနေ့ခေါင်းချော်ထားတော့မှတ်တမ်းတင်ထားတာပေါ့နော်ရလက်လေးတွေလည်းပြစင်လို့ပေါ့နော်အမှန်တကယ်ကလေခေါင်းချော်တာကိုရိုက်တာမကျွမ်းကျင်တော့လေကြည့်ရတာအဆင်မပြေရှိရဲဆိုလို့ရှိရင်လည်းတောင်းပန်ပါတယ်နော်ဒါလေးကတော့ချူမီရလက်ပေါ့နော်လုံးဝစပင်ကျွတ်တာတော်တော်တိတာသွားတယ်ချူမီအရင်တော့ဆိုလို့ရှိရင်လေချူမီပြတဲ့အတိုင်းပဲဒီရေချိုးခန်းရဲ့ရေမြောင်းပေါ့နော်ပိတ်တဲ့အထီအောင်ကိုချူမီစပင်ကျွတ်ဖူးတယ်ပေါ့နော်အခုတော့တော်တော်တက်တာတယ်တခုတော့တတိထားစီခြင်းနဲ့ခေါင်းချုပ်လို့ရှိရင်ဒီခေါင်းချုပ်ရည်လုံးဝပြောင်းသွားတဲ့အထိရေများသုံးပေးပါနော်ဒါကတော့ချူမီနောက်ဆုံးအဆင့်ရေလောင်းတဲ့အချိန်မှာဒီလောက်ပဲကျွတ်တယ်ဆိုတဲ့အရာကိုပြချင်တာပါဒါကတော့စပင်မဆိုးမချောက်အနေထားလေးမှာချူမီပြပေးတာပါစပင်ခေါင်းချော်ပြီးတဲ့အခါမှာသတိထားမှာကလေတပတ်ချင်းချင်းကြီးတွေနဲ့အရန်ချင်းနဲ့ပုတ်တာမျိုးပြီးလို့ရှိရင်အပူပေးတဲ့စပင်6ဆက်တွေနဲ့အရန်အပူကြီးနဲ့လောက်တာမျိုးတွေလည်းရှောင်ပါနော်မြင်ရတဲ့အတိုင်းပဲအခုချွတ်မိလေလုံးဝတောင်တေချာစပင်ကမချောက်သေးဘူးဒါပေမဲ့နုဣပြီးတော့အရန်အဆင်ပြေတဲ့ရလက်တစ်ခုကိုရတယ်ပြီးတော့အပေါ်မှာဒီစပင်လေးတွေထောင်နေရတယ်တွေ့မှာပါဒီမှာပါဒါလေးကတော့စပင်အသစ်တွေထွက်တာမြန်တယ်စပင်အရှည်ကလည်းအရန်မြန်ပါတယ်ရှင်ချွမီဟဲကွေးသုံးတာတော့အရန်ကိုမှန်ခဲ့ပါတယ်အဆုံးထိကြည့်ပြီးသွားလို့ကျေးဇူးပါ